အရှုံးမပေးတော့သူဆိုတာဘာလဲဘဝဆိုရဲခီးလန်းမှာလဲကြတာတိုက်မိတာခက်ခဲကြမ်းတမ်းတဲ့အသားစီးတွေနဲ့ရင်ဆိုင်ရတာရှောင်လွဲလို့မရတဲ့အမှန်တရားပါကျွန်တော်တို့တယောက်ချင်းစီတိုင်းဟာကိုယ့်ရဲ့ပန်းတိုင်းစီဥတီရှောက်လန်းနေကြပြီမယ်အဲ့ဒီခီးမှာကြုံတွေ့ရတဲ့စိန်ခေါ်မှုတွေကြောင့်စိတ်သက်ကြပြီးလက်မြောက်ရှုံးပေးလိုက်ကြသူတွေလည်းဒုနဲ့ဒေးပါပဲဒါပေမဲ့ဒီလူတွေထဲမှာထူးခြားတဲ့စိတ်ဓာတ်နဲ့ခိုင်မာတဲ့အရှုံးမပေးတော့သူတူဟာလည်းရှိနေပါတယ်အရှုံးမပေးတဲ့စိတ်ဓာတ်ဆိုတာဘာလဲလို့မေးရင်ဒါရုပ်ပိုင်းဆိုင်ရာခွန်အားထက်ပိုတယ်အတွင်းစိတ်ရဲ့အခိုင်အမာဆုံးစွမ်းအားတစ်ခုဖြစ်ပြီးဘလို့အခြေအနေဘလို့အခက်ခဲနဲ့ရင်ဆိုင်ရပါစေနောက်ဆုံးပန်းတိုင်းကိုမရောက်မချင်းဆက်လက်တိုက်ပွဲဝင်ဖို့ဆုံးဖြတ်ထားတဲ့မိတောင်တစ်ခုပဲဖြစ်ပါတယ်အရှုံးမပေးသူရဲ့အတိတ်ပဲဟာယာနှုံးပြစ်အောင်ပွဲခံခြင်းတက်တက်မဟုတ်ပါဘူးအဲ့ဒါသင်ခန်းစာယူခြင်းပြန်လည်ထူထောင်ခြင်းပြီးတော့ထပ်ပြီး83ချင်းဆိုတဲ့လုပ်ငန်းစဉ်တစ်ခုလုံးကိုဆိုလိုတာပါကြာရှုံးမှုဆိုတာအောင်မြင်မှုရဲ့ဆန့်ကျင်ဘက်မဟုတ်ပါဘူးဒါအောင်မြင်မှုစီဥတီသွားနေတဲ့လမ်းကြောင်းပေါ်ကခဏတာရက်နာစကန်တစ်ခုတာဖြစ်တယ်ဆိုတဲ့အသည့်ကိုအရှုံးမပေးတဲ့သူတိုင်းကနားလည်ထားကြပါတယ်လူတိုင်းကြာရှုံးကြတာပါပဲကမ္ဘာအောင်မြင်ဆုံးပုဂ္ဂိုလ်ကြီးတွေတောင်မှသူတို့ရဲ့ခီးလန်းတစ်လျှောက်မှာအကြိမ်ပေါင်းများစွာလဲကျဖူးကြပါတယ်ဒါပေမဲ့သူတို့နဲ့တာမန်လူတွေရဲ့ကြွားချချက်ကတော့လဲကျတဲ့အခါပြန်ထဖို့ဆုံးဖြတ်ချက်ပါတာမန်လူတစ်ယောက်ကကြာရှုံးမှုကိုကိုယ့်ရဲ့စွမ်းရည်မပြေဝမှုအဖြစ်ရှုမြင်ပြီးလဲလျှော့လိုက်တဲ့အခါအရှုံးမပေးသူကတော့ဒီကြာရှုံးမှုကိုဒီနီလန်းကအလုံးမဖြစ်ဘူးဆိုတဲ့အဖိုးတန်အချက်လက်ဖြစ်သဘောထားပြီးပုံမကောင်းမှုနဲ့နီလန်းကိုရှာဖွေဖို့တွန်းအားဖြစ်အသုံးပြုလိုက်ပါတယ်သူတို့အတွက်ကြာရှုံးမှုတိုင်းဟာအောင်မြင်မှုစီပုံမနီးစပ်လာပြီဆိုတဲ့သတင်းစကားတစ်ခုဖြစ်ပါတယ်အရှုံးမပေးသူတို့ရဲ့နှလုံးသားထဲမှာနဲ့ဆိုင်စွာမြုပ်နှံထားတဲ့ဇွဲလုံးလားဘလို့အစိတ်တောက်နဲ့မှအလွယ်တကူပျက်စီးနိုင်စွမ်းမရှိပါဘူးသူတို့ဟာပင်ပန်းနွမ်းနယ်မှုဝေဖန်မှုပြင်းထန်တဲ့ဖိအားတွေကြားရကနေကိုယ့်ရဲ့ပန်းနိုင်ကိုမျက်စိတစုံမြင်နေခဲ့ကြပါတယ်ဒီစိတ်ဓာတ်မျိုးဒီဆောက်ဖို့အတွက်ပထမဆုံးလိုအပ်တာကတော့ကိုယ့်ရဲ့အတွင်းစိတ်ကိုကိုယ်တိုင်ပြန်လည်ထိန်းချုပ်နိုင်စွမ်းပဲဖြစ်ပါတယ်အရှုံးမပေးသူတွေဟာအခြေအနေကိုပြောင်းလဲလို့မရရင်တောင်မှအဲ့ဒီအခြေအနေပေါ်သူတို့ရဲ့တုံ့ပြန်ပုံကိုပြောင်းလဲနိုင်တယ်ဆိုတာကိုသိရှိကြပါတယ်အစိုးမြင်စိတ်နဲ့အားမလို့အားမရဖြစ်မှုတွေပေါ်ပေါက်လာတဲ့အခါသူတို့ဟာဒီခံစားချက်တွေကိုအပြုတ်သဘောဆောင်တဲ့စွမ်းအားဖြင့်ချက်ချင်းပြောင်းလဲပြစ်နိုင်ပါတယ်ငါမလုပ်နိုင်ဘူးဆိုတဲ့စကားလုံးကိုသူတို့ရဲ့ဝါရစာအုပ်ထဲကနေဖယ်ရှားထားပြီးငါဘလို့လှုပ်ဆောင်နိုင်မလဲဆိုတဲ့မေးခွန်းနဲ့အစားထိုးလိုက်ကြပါတယ်ဒီလိုတွေးခေါ်ပုံစံအပဲသူတို့ကိုတခြားသူတွေထက်တာလွန်တဲ့ခြေတလန်းပေးလိုက်တာပါပဲသူတို့ဟာလဲကျတဲ့အခါမြေကြီးကိုလက်နဲ့ထောက်ပြီးချက်ချင်းပြန်ထရမယ့်အစားမြေကြီးပေါ်ခဏထိုင်ပြီးဘာကြောင့်လဲကျခဲ့လဲဆိုတဲ့အကြောင်းရင်းကိုအေးစစ်စစ်ဆန်းစစ်ကြပါတယ်ပြီးမှအရင်ကထက်ပိုခိုင်မာတဲ့အစီအစဉ်တစ်နဲ့ရှေ့ဆက်ချီတက်ကြပါတယ်ဒီအလေးကျင့်ဟာရှုံးမပေးတဲ့စိတ်ဓာတ်ရဲ့အနှစ်သာရပဲဖြစ်ပါတယ်သူတို့ဟာကိုယ့်ရဲ့မျောလင့်ချက်တွေနဲ့အိမ်မက်တွေကိုလက်ထဲကနေလူချဖို့ချက်လက်ထဲမှာရှိတဲ့ကိရိယာတွေအားလုံးကိုအသုံးပြုပြီးပန်းနိုင်စီရောက်တိဆောက်သွားဖို့ကိုသာရွေးချယ်ခဲ့ကြပါတယ်ကျွန်တော်တို့အားလုံးသိကြတဲ့စာရေးဆရာဒါမှမဟုတ်အနုပညာရှင်သူကိုကြည့်မယ်ဆိုရင်တော့သူတို့ရဲ့ပထမဆုံးစာအုပ်ပထမဆုံးအနုပညာလက်ခံမှုမရခဲ့တာဒါမှမဟုတ်ပယ်ချခံခဲ့ရတာတွေအများကြီးရှိပါတယ်ဒါပေမဲ့သူတို့ဟာအဲ့ဒီပယ်ချခံရခြင်းကိုသူတို့ရဲ့အရေးချင်းကင်းမဲ့မှုလို့မမှတ်ယူခဲ့ကြပါဘူးသူတို့ဟာကိုယ့်ရဲ့လက်ရာကိုပိုပြီးပြုပြင်ဖို့ပိုပြီးကောင်းအောင်လှုပ်ဆောင်ဖို့လိုအပ်တယ်လို့ပဲမြင်ခဲ့ကြပါတယ်လမ်းကြောင်းပြောင်းလဲဖို့လိုအပ်ရင်ပြောင်းလဲမယ်နီးပြူအောင်ပြင်ဆင်ဖို့လိုအပ်ရင်ပြင်ဆင်မယ်ဒါပေမဲ့သူတို့ရဲ့မူလပန်းနိုင်ကိုတော့ဘယ်တော့မှလက်လျှော့အရှုံးမပေးခဲ့ပါဘူးအရှုံးမပေးတဲ့သူဆိုတာခေါင်းမာသူမဟုတ်ပါဘူးသူကပြောင်းလဲပြင်လွယ်ရှိသူအမားကိုအသိမဲ့ပြုပြီးပြုပြင်ပြောင်းလဲလူသူဖြစ်ပါတယ်ဇွဲလုံးလာနဲ့ပညာရှိတဲ့ပြောင်းလဲမှုကိုပေါင်းစပ်လိုက်တဲ့အခါမှာဘယ်လိုအရာကမှသူတို့ကိုရက်တတ်နိုင်စွမ်းမရှိတော့ပါဘူးသူတို့ဟာအောင်မြင်ခြင်းတဲ့အရာကိုအောင်မြင်တဲ့အထိအချိန်ပေါင်းမရေမတွက်နိုင်အောင်ကြိုးစားဖို့အတွက်အချိန်စွမ်းရည်စိတ်အားထက်သန်မှုတို့မြုပ်နှံဖို့အသင့်ရှိသူတွေဖြစ်ကြပါတယ်အဆုံးသက်အနေနဲ့ပြောရမယ်ဆိုရင်အရှုံးမပေးတော့သူဖြစ်ခြင်းဆိုတာမွေးရပါပါရမီတစ်ခုမဟုတ်ပါဘူးဒါနေ့စဉ်ရွေးချယ်မှုတစ်ခုတသမတ်ထဲကျင့်သုံးရမယ်စိတ်ပိုင်းဆိုင်ရာအလေးကျင့်တစ်ခုပဲဖြစ်ပါတယ်တင်ဟာဘလို့အခြေအနေမျိုးနဲ့ပဲရင်ဆိုင်နေရပါစေတင်ရဲ့ပန်းတိုင်ဟာဘလောက်ပဲဝေးကွာနေပါစေတ
သင်ရဲ့အတွင်းစိတ်မှာငါဆက်ပြီးလုံနိုင်သေးတယ်ဆိုတဲ့အတန်ကိုကြားနေတွေ့သင်ဟာအရှုံးမပေးတတ်သူတစ်ယောက်ဖြစ်နေပါပြီဆက်ပြီးစူးစမ်းဖို့ကိုသာရွေးချယ်လိုက်ပါဘာဖြစ်လို့လဲဆိုတော့အခက်ခဲဆုံးအချိန်တွေမှာပြသလိုက်တဲ့သင်ရဲ့ဇွဲလုံးလားဘဝရဲ့အကြီးမားဆုံးသောအောင်မြင်မှုဖြစ်လာပါလိမ့်မယ်ရှေ့ဆက်ကြည်သက်ပါလဲကြရင်ပြန်ထပါသင်ဟာအရှုံးမပေးသောသူတစ်ယောက်ပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့အကြောင်းအရာလေးဟာအားလုံးအတွက်ခွန်အားဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်နားဆင်ပေးကြသူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်အသက်အသက်သောအကြောင်းအရာတွေအတွက်ကျွန်တော် channel လေးကိုစောင့်မျှော်ကြည့်ရှုပေးကြဖို့လည်းဖိတ်ခေါ်ပါတယ်ခင်ဗျာ